Hello အားလုံးမင်္ဂလာပါပေါ့နော်ဒီနေ့မှာတော့တူတူပေါ်နဲ့ဆော့ပြမယ်ပေါ့နော်အဲဆုံးအခန်းပါယူမယ်ပေါ့နော်အခန်းကတော့ဗန်အဲ့တော့ပေါ့နော်ဒီကလေးပဲယူလိုက်ပါရဲ့ပေါ့နော်โอเคပေါ့နော်ကြီးမထည့်နဲ့လေဒီကလေးယူလိုက်ပါပေါ့နော်သူကကြတော့ဒီတိုက်အိမ်ထဲမှာသွားမှာပေါ့โอเคဗန်ကတော့ပုံမှန်မှာပေါ့နော်အဲ့โอเคဗန်ကတော့ဘယ်တဲ့သွားရင်ကိုဆိုရပါနော်အဲ့ခံနေမှာပဲဝင်လိုက်သေးပေါ့နော်အဲ့ဒါအပြင်ခဏတော့လေအဲ့ဒါဗီဒီယိုတွေဝင်မှာပေါ့နော်โอเคအဲ့ဒါဒီထိုင်ကောင်အောက်ကိုဝင်ရမလားဆိုပြီးဝင်လို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မြင်နေပေါ့နော်မြင်ရတယ်လို့ဖြစ်တော့ပေါ့နော်အဲ့ဒါကြောင့်အပြင်ခဏကြည့်လိုက်တယ်ပေါ့နော်အဲ့ထဲမှာပေါ့နော်ဟိုကလည်းအများကြီးပဲဆိုတော့မထွက်ရဘူးပေါ့နော်အဲ့ဒါအခန်းထဲမှာပဲခဏနေလိုက်တယ်ပေါ့နော်အဲ့ဒါခဏပြန်ကြည့်ရတယ်ပေါ့နော်အပြင်ထွက်တော့ပြီးတော့အဲ့ဒါဟိုဘက်သွားလိုက်ပါတယ်အဲ့လှမ်းလိုက်သွားပါဟိုဘက်ကိုပေါ့နော်အမလေးပေါ့နော်လျှက်စီးချောင်းကြီးကတနက်ကြီးကပေါ်လာတော့ပြေးတာပေါ့နော်ပြေးရပါတယ်အဲ့ဒါတွေ့ရတယ်ရော့နေပြီပေါ့နော်အဲ့ဒီအိမ်ပေါ်တက်ဖို့ကလည်းတိတ်မလွယ်ဘူးပေါ့နော်အဲ့ဒီပြောလီကတင်နာမှပဲရှော့သွားပါတယ်အဲ့ဒီပြောဘန်ကဘယ်ရှိတာပဲအဲ့ဒါနဲ့လိုက်ရှာပါတယ်ဟိုမှာပေါ့နော်အကောင်သေးတွေ့နေဆိုရလိုက်ပြရဲပေါ့နော်ပြရဲတော်တော်ခက်တယ်ပေါ့နော်အဲ့ခဏဝင်ကြည့်လိုက်တော့အမှပေါ့နော်လူသေးတကောင်တွေ့နေလိုက်ပြေးပါတယ်လိုက်ပြေးတာပေါ့နော်အဲ့မမီဘူးပေါ့နော်တိတ်ပြီးတော့လူသေးဆိုပြည့်ရတယ်တော်တော်ခက်တယ်ပေါ့နော်သူတို့တွေးရလည်းအများကြီးပဲဆိုတော့ဗန်တိတ်တော့မပြစ်နိုင်ဘူးပေါ့နော်အဲ့ဒါပြောဟိုဘက်ကအမရနေပဲလန့်ပြလိုက်ပါတယ်အဲ့ပြောဗန်အဲ့ဒါပြောဟိုဘက်ကိုလန့်ကြည့်ရပေါ့နော်အဲ့ဒါပြောတပ်ပင်တော့မှလူတယောက်ရှိလို့ခံစားနေရပေါ့နော်အဲ့ဒါပြောလူမရှိတဲ့နေရာကိုသွားလိုက်တယ်ပေါ့နော်အဲ့နာမှာလူမရှိရနေပဲဗန်ပြန်ကိုသွားလိုက်ပါတယ်ပြန်ကိုပြန်အဲ့တပင်တော့ပြန်ကြည့်ရပါတော့အဲ့တော့ဟိုခန်းထဲဝင်လိုက်ပါတယ်အဲ့ဒါတော့ဘောနော်ဟိုဘက်သွားလိုက်ပဲဘောနော်အဲ့တော့အဲ့နားမှာလည်းလူရှိတယ်ဘောနော်ဒါမှအဲ့ရကြတော့ဒီဟိုအမကြီးတယောက်ကနေပဲတတ်နေလို့ပေါ့နော်အဲ့နဲ့လာမတက်ပြီးတော့ပါလားအဲ့ဒီဓာတ်လေကလည်းဝင်ကြည့်ရဘောနော်အဲ့ဒီနာကကြောဟိုအပုံရင်းတယ်မှာပေါ့နော်လူကဝင်လို့ရရင်ချိန်တော့ဝင်လို့မရပါဘူးအဲ့ဒီရုပ်ကွနဲ့ခုံစင်းပြလိုက်တော့ပေါ့နော်ဆောအဲ့ထဲလည်းဝင်သွားပြီပေါ့အဲ့ကနေပြီးပွဲပြီးသွားပါတယ်ဘန်လည်းရှုံးသွားပါတယ်အခန်းပိုင်ရောဒီခါတော့ရုပ်ကွဝင်ပါရဲ့အခန်းပဲရေးလိုက်ပါတယ်โอเคဘန်လည်းအခန်းပဲရေးလိုက်ပါတယ်အခန်းလည်းစော့ကျင်စရာလေးပေါ့နော်အဲ့ဒါအခန်းလေးရေးလိုက်ပါတယ်ပေါ့နော်ဘန်တော့ဒီခါတော့ခွဲပြပါပိုင်းအဲ့ဒါမှလို့မျက်လုံးအုပ်ထားရပေါ့နော်โอเคဘန်ဒီခါတော့ခွဲပေါ့နော်โอเคနဲ့တဲ့โอเคဘန်ခွဲပြစ်တော့မယ်ပေါ့နော်လိုက်ရှာပါမယ်လာချင်းဟိုထဲကိုရင်ဝင်လိုက်တယ်ပေါ့နော်အမှလည်းတကောင်တွေ့ပါတယ်အဲ့နာမှာအကောင့်နေအဲ့နာမှာပုံတဲ့လူတွေကအများကြီးပဲဆိုတော့ပြရမဲ့လူတွေကလည်းအများကြီးပဲဆိုတော့အဲ့ဒါနဲ့ပြောတကောင်ပဲရင်ပြစ်လိုက်တယ်ပေါ့နော်သွားပါတယ်အဲ့အောက်ထဲဝင်နေတာပေါ့နော်အဲ့နဲ့ဘာလဲခက်ခုတ်နေပြီထက်လိုက်ပြရတယ်ပေါ့နော်သွားပါတယ်ရှေ့မှာပေါ့နော်အဲ့ရှေ့မှာပုံနေပေါ့နော်ဘာဝင်ပါလဲအဲ့မှာအဲ့ရဘောနော်ဘန်တို့ရဲ့ဒီထဲမှာမှန်တာအဲ့ရပုံနဲ့လူဖြစ်နေတာပေါ့နော်အဲ့ရနေပြပြစ်လိုက်ရပါတယ်အဲ့မှာအတသေးလေးရလေလုံးဝပြစ်လို့မရတယ်လို့တော်တော်ခက်တယ်
ပြရတာရပြရပါတယ်โอเคအဲ့နဲ့ဟိုထဲဝင်ကြည့်ရတယ်အဲ့ရေကူးကန်နဲ့ဖန်ပြကြတော့ဗောနော်စင်းချရလိုက်တယ်အဲ့ဒီမှာလူတက်တက်လေးတောက်တွေ့ရဗောနော်အဲ့ပြစ်လိုက်ပါတယ်အေးကြည့်ပါတယ်ဗန်ရသွားပြီဗောနော်အကောင်တော့ဗန်ရသွားပြီဗောနော်အဲ့မှာဗောနော်ဒီဥဗောနော်ဗန်ယူရတာဗောနော်ယူနေရတာဗောနော်ဥလည်းမချန်ထားပါဘူးပတ်စံလည်းမချန်ထားပါဘူးအကောင်ကြီးရတယ်အဲ့နေဝင်လိုက်ပါလေโอเคအန်ဆွဲတဲ့မှာရှိတယ်လို့ပဲဒါမှလည်းမရှိပါဘူးဘန်အဲ့နေပြောဖန်ပေါ့နော်အဲ့ဟိုဘက်ကိုသွားကြည့်ပေါ့နော်အဲ့ဘက်ကိုသွားကြည့်ပေါ့နော်ဘန်နေပြောဘန်ဟိုဘက်လမ်းကြတယ်မှာဟိုဘက်ထဲမှာပေါ့နော်ရှိရပေါ့နော်အဲ့ဒီမှာဘန်ကဒီထဲမှာမရှိဘူးပေါ့နော်ဟိုဘက်ကတော့အပန်အိုနာမှာလည်းမရှိပါဘူးand yeah okay သွားပါတယ်အမယူအပုံထဲမှာလို့ဝင်လို့ရလို့အမဘန်နဲ့ရှုံးသွားပါတယ်ဘာနဲ့စကားတော့မပြောရသေးဘူးနော်ရှုံးသွားပါတယ်ရှုံးသွားပါတယ်ရှုံးသွားတယ်ဝင်သွားပါတယ်မင်းပြေးထားနေမှာပေါ့ဟောမနေပါအခန်းယူလိုက်တော့သူ့အခန်းလေးဝင်းကြီးစရာလေးဖြစ်နေတယ်ဆိုရင်ဝင်လိုက်ပါတယ်နေပြီးဖန်ကြကျင်တဲ့အခန်းမကြပါနဲ့သူကျန်တဲ့အခန်းကြသွားတယ်ပေါ့နော်โอเคနေပြီးဒီစပါးခင်းတော့လူမရှိဘူးထင်ပြီးအပေါ်တက်ချင်တာပေါ်တက်လို့မရဘူးတစ်စက်လုံးမနဲ့ဂျားရီတော့ပြုတ်ကျသွားတယ်လူသေးသေးဆိုအမသွားတာတော်တော်ခက်တယ်ပေါ့နော်လူကြီးဖြစ်လိုက်ရင်လေဒီတဲ့လူတဲ့တွေ့သွားတာပေါ့နော်အမဂျားရီမှာပြုတ်ကျသွားပြီပေါ့နော်အဲ့ပါလေဘာစိတ်ညစ်သွားပြီပေါ့နော်အဲ့နေပြီးတော့ကောက်ရွေးဖို့နောက်ထဲကိုသွားပုံပါတယ်အမလည်းဟိုကနေပြီးလုံးဝရှဲဦးမြန်တာဘန်တေးချတော့သွားရပါတယ်အမလည်းအကောင်ဘာကိုမြင်သွားပါလဲဘာကိုမြင်သွားပြီးလိုက်ပြစ်တာပေါ့နော်လိုက်ပြစ်တာနဲ့ဘန်လည်းလိုက်ပြစ်တာနဲ့ဟိုဘက်ကနောက်ထပ်တစ်ခေါင်ပေါ့နော်နောက်ထပ်တစ်ခေါင်ကအရက်ရှည်လိုက်တော့သူ့မြင်သွားသူ့လိုက်ပြစ်နေတာပေါ့နော်ဒီဘန်ကတော့ကွင်းပြင်းရင်နောက်ထပ်သွားပါတယ်ကိုင်းနာလေးပေါ့နော်ကာနာနေတယ်သွားပြီဟိုတပ်ပင်အဲ့ဒီမှာလည်းအကျွေစီလေးတွေ့လို့ဆိုအကျွေစီလေးဝင်ယူလို့ဗျာလေတပ်ပင်တော့သွားပါပြီပေါ့နော်အဲ့ရနေတော့တပ်ပင်တော့သွားပါလေတပ်ပင်တော့ဟိုကခြံကြော်လို့မရဘူးပေါ့နော်ခြံကြော်လို့ရရင်ကြော်ပြီးပါသွားပါလေโอเคဒီနောက်ပေါ့နော်တပ်ပင်နာမှာတပ်ပင်အနောက်ကိုသွားနေတာပေါ့နော်ခုတော့ဟိုဒီကားကြီးကလည်းမိုက်တယ်ပေါ့နော်အဲ့ဒါဝင်လို့မရပါဘူးအဲ့ဒါခြံကြော်ကြည့်အောင်နဲ့ခြံလည်းကြော်လို့မရပါဘူးခြံခုံနဲ့အဲ့ဒါတပင်နောက်မှာပဲဝင်ပုံလိုက်ပါတော့လေဝင်အဲ့မှာတွေ့သွားတာပေါ့နော်ဒါမဲ့ကျန်တဲ့တယောက်ကမြရသွားတယ်ပေါ့နော်အဘကူရောက်သွားပါပေါ့နော်တကယ်ဆိုတွေ့နေပါ යි โอเคဘယ်နဲ့ပုံနေပါအချိန်ရလေးနည်းနည်းပဲကြံတော့3ခု3 5 3 4အဲ့ကျန်တော့ပဲအဲ့နာကက်ကက်လေးမှာပဲဗန်ရှော့သွားပေါ့နော်ရှော့သွားမယ်လို့ထင်တာပေါ့နော်ဒါပေမဲ့အဲ့နာမှာလူကတိတ်မမြင်ဘူးပေါ့နော်မမြင်လိုက်ပါဘူးဗန်အဲ့နေပြီးကန်ကောင်းသွားပြောနော်မရှော့သွားဘူးပေါ့နော်ဗန်โอเคပါအပေါ်နေရှော့ကြာနာတော့ရโอเคဘန်အဲ့နေပဲပွဲပြီးသွားပြီပေါ့နော်
ပြီးသားပါတယ်โอเคဒီဘာခိုင်းဘန်ခွဲရင်ကောင်းမလဲဆိုပြီးတော့မစားတာအဲ့နဲ့ဒီဘလက်ခေါင်းရွေးလိုက်တယ်ပေါ့နော်โอเคအဲ့ဒီဘန်တော့အဲ့ခါမှာတော့ကန်တော့ကောင်းပါရဲ့ဒါမဲ့ကြတော့မနေလိုက်ရပါအဲ့ခါမှတင်ဘန်းအောင်တွေ့သွားပါတော့အမအထိုင်ကုန်နောက်ကိုပုံးမိုက်ပေါ့နော်ပုံးလိုက်ပုံးဖို့အဲ့စပွဲကုန်တော့မလုံးကြုံလို့ခံစားရလဲပဲနော်အနောက်အဲ့စူပါကုံရဲ့အနောက်ကိုဝင်လိုက်တယ်ပေါ့နော်အမဒီလူပါဒီကလိုက်ရှာရဲ့လူရှိမှပဲသူကကျင်းပြီးသွားရပေါ့နော်ကျင်းပြီးသွားတာပေါ့နော်အဲ့အောင်မသိဘူးပေါ့နော်အဲ့ဒါပဲမြင်ပြန်ရှင်းလိုက်ရပါတယ်โอเคအဲ့နာမှာခဏပုံနေရပေါ့နော်သွားပါနော်အဲ့မှာဘန်အမိုက်ပုံးတဲ့ဝင်ချင်တာပေါ့နော်ဒီမှာဝင်လို့မရဘူးတိတ်တာအဲ့ကြောင့်မဝင်တော့ပါမဒီအဲ့အချိန်မှပဲဘန်းအောင်မြင်သွားတာပေါ့နော်ဘန်းအောင်မြင်သွားတယ်ပဲဘန်းလည်းလူကြီးဖြစ်သွားမိတာပေါ့နော်ဘန်းမပြေးဘန်းအောင်မြင်သွားဟိုဘက်တီပြေးအပမတင်းနောက်ထပ်တဲ့ကလည်းတွေ့သွားဘူးနော်အဲ့ရနေပြီးဘန်းဟိုဖြစ်ဘန်းပြေးနေတယ်အမရှော့သွားရပါနော်အမလိုက်ပြတာပြေးတယ်ပြေးထားတယ်ပေါ့နော်အမဒီကျန်တဲ့လူပြပါမြင်သွားတာအဲ့တမှာဝင်နေအမနောက်ကိုလက်မကြည့်ဘူးပေါ့နော်အဲ့အချင်းလေးမှာပဲထက်ခါလင်းနာချောင်းကြည့်နေပေါ့နော်ချောင်းကြည့်နေရပေါ့နော်အမနောက်ကဒီခါလဲကြည့်လိုက်တော့ပေါ့နော်လိုက်ရှာလူကကို့အနောက်မှာဖြစ်နေအတိုင်းဖြစ်လာတော့ဖြစ်ဆိုအဲ့တိုင်းတော့နည်းနည်းတက်တယ်ပေါ့နော်အဲ့တိုင်းနည်းနည်းတက်တော့မှတောင်းမှန်ပါရဲ့အမနဲ့အနောက်မှာပေါ်လာအမနဲ့ပြေးရတယ်ပေါ့နော်ပြေးပါတယ်အမနဲ့ရှော့သွားပါလေအဲ့ဒါပဲခွဲစေကဖြစ်သွားပြီပေါ့နော်ဖြစ်တော့အဲ့နေပဲလိုက်ရှာရဲပေါ့နော်အဲ့ကိန်းလာတော်တော်လေးပြောဖို့ကောင်းတယ်ပေါ့နော်ဘရိုလည်းစော့ကြည့်ကြပေါ့နော်โอเคအဲ့နေပဲပြီးသွားပါတယ်ဗန်လည်းရှုံးသွားပါတယ်အဲ့ကလည်းအဲ့နေပြီးတော့ဒီဘန်ရဲ့စကွိုင်လေးကိုလည်းလိုက်ရစဘန်ချယ်လေးကိုလည်းလိုက်ရစကွိုင်လေးလို့မမေ့ပါနဲ့အပေါင်းလေးနဲ့အသေးလေးပြီးသွားပါအောင်ပေါ့နော်စကားပြောတာမှားသွားရဲ့ပါရင်လည်းဘန်ကိုခွဲလို့ကြပါပေါ့နော်အဲ့ဒါပဲဘန်ဘက်ကိုပြေးပါလေစကားပြောတာနည်းနည်းတော့မှားသွားရဲ့ပေါ့နော်အဲကြောင့်မလို့ဘန်းကိုခွန်းလို့ကြပါအဲ့ဒီအသက်လုံးကြားထဲမှာဝင်လို့မရတာဘာတော့ဟာမသိကွန်နက်ကတ်ထားသလိုပဲအဲ့ရတော့နော်အဲ့ရအထဝင်ကျင်တော့အထဝင်ပါလေအမလေးခွေးအမလိုက်ရှာလူနဲ့တက်ကိုတိုးတာသူအဲ့လိုက်ရှာလူကလည်းဘန်းအောင်ပဲမဲတာပေါ့နော်အဲ့ဒီဘန်းလည်းပြေးရပါလေအမရေခုံချခြင်းဆိုလို့ဆိုတော့ပေါက်လာအဲ့သက်လုံးကြားထဲမှာဝင်တော့လဲဘန်းသွေးရပဲအဲ့မလေးရေတဲ့ခုံချရမှာပေါ့နော်ခုံချလိုက်ပါရအဲ့မနေမနော်အဲ့တော့ဝင်မိပါလေအမရေထဲမှာသူလိုက်ပြတာကျန်တဲ့လူတယောက်စီသွားရတယ်ဘန်းအောင်ပဲရွေးပြတာ
ဟုတ်နော်အဲ့မှာသူ့ရှို့သွားတော့သူ့မပြစ်ဘူးဘန်းအောင်လိုက်ပြစ်တာအဲ့မှာလည်းဘန်းကရှော့သွားပါတယ်โอเคရှောင်းသွားတော့စိတ်ကဖြစ်သွားပါတယ်ရှောင်းသွားတော့စိတ်ကဖြစ်သွားပြီပေါ့နော်စိတ်ကဖြစ်သွားပြီပေါ့နော်အဲ့တသေးလေးကိုလိုက်ပြစ်တာအဲ့ရေတော့ထိလိုက်ပြစ်တာမရဘူးအဲ့လိုက်ပြသူ့ပျောက်သွားပါနော်လိုက်ရှာပါနော်အဲ့မှာဒီဘိုးတွေကလိုက်ရှာရတာပါနော်အဲ့နေပြန်အဘထုံတော့အကားအိမ်ဒီထဲမှာပေါ့နော်တယောက်ရှိရပေါ့နော်အဲ့ရောက်ဖမ်းပြစ်လို့မရဘူးဒါပေမဲ့တေချာလေးပြစ်လိုက်ပါတယ်တေချာလေးတော့ပြစ်လိုက်ရတယ်ပေါ့နော်ပြစ်လို့တော်တော်ခက်ပါတယ်အမှန်နဲ့အကောင်လေးရှော့သွားပါတယ်အဲ့ကြက်ဥလေးဝင်ယူလိုက်ပါတယ်ကြက်ဥလည်းဘဲဥလာတော့မသိဘူးကိုယ်တိုင်တွက်ကြည့်လိုက်တော့အဲ့ဝင်တွားရနော်အဲ့မှာမလို့အဲ့မှာမတွေ့ဘူးပေါ့နော်တိတ်တော့အဲ့မှာဒီအဲ့အောက်ထဲမှာပေါ့နော်ပေါင်းတယ်လူတယောက်ရှိရပေါ့နော်ပေါင်းတယ်လူတယောက်ရှိတော့ဝင်းနေရပါတော့အဲ့မှာနေလိုက်ပြရတယ်လိုက်ပြနေရပါတော့ပြီးပါတယ်အမှန်တင်ရှော့နိုင်သွားတာမဟုတ်ရှုံးသွားတာဒီနေ့ဗီဒီယိုလေးတော့ဒီတော့ပါပဲအားလုံးပဲဘိုင်ဘိုင်